ခொနည်းစနစ် ခွန်712 တေချာတိုင်နေ 712 712 712 712 ရပြီလား သိရတာပေါ့ဘုရားလုံးသိကြတယ် ရတယ် အဖြေဆိုတာဖြေ တော့သိရတယ်712ပဲ ထုတယ်အကုန်လုံး904 ခွန်နေရတယ်အကုန်လုံးခက်လေ ငါတို့ခမ်းမှာမပါချက်ပြီးလား နိုင်ဘယ်နှလုံးလဲ ဟာဘာလဲတော့မှလဲဆက်ထလာတာအဲ့ဘယ်လိုလဲဆို reception မှာလေးလုံးရှိပါလေးလုံးရှိပါတယ်ကန်တာဦးဟိုတယ်မှာနိုင်လေးလုံးရှိပါတယ် reception မှာလေးနိုင်ငံကိုစားပြုပါတယ်ထု ယေးဟုတ်တယ်လား reception ခုံလေးမာလေးဦးတို့ထောင်ထားတဲ့တိတိလေးပါသူ6လုံး နားပါတိတိလေးကိုအဲ့လိုထုတယ်ကွာဒီလုံးတယ်အဲ့လိုနဲ့တက်မလား လာပြီ ဟုတ်ပြီ ဟုတ်ပြီ ရက်ကွက်တွေ ခုနလွားမှာ โอเค ဟုတ်ကဲ့လား ခရောဘောက်နေပြီကြောင်းလာ ဘယ်လဲဆိုသူကတော့သူ့နေရာနဲ့သူမှတ်ထားလို့သူက9လားဆို ခုနလွားမှာ ဆိုင်ရလေချစ် ဘယ်လဲဘယ်လဲ ခန်းတိုင်းမှာဟိုဟာတွေရိုးနံပါတ်တွေရှိရလေအဲ့မှာချက်တွေ ဘူလီစုတ်ထားလိုက်လာပြီလားမသိ အဲ့မှာခန်းတိုင်းမှာမူလီဘယ်နှလုံးစုပ်ထားလဲ ဘူလီတက်လာငါဘူလီတွေမဲ့ အဲ့နံပါတ်အခန်းနံပါတ်ရိုးနံပါတ်တွေဘယ်နှလုံးစုပ်ထားလဲ မပူနဲ့မှတ်ထားတယ်မှတ်ထားတယ် ဘယ်နှလုံးခန့်စီစုတ်ထားလဲပေါ့ အားတို့အတူတူပဲ တန်ချက်က6ချက်စုပ်ထားတာ ဘူလီ ဘူလီက6ချက် 6ချက်တဲ့ကဲ အိုင်ဘီလိုက် မန်လေးလို့သူ့တိုင်းပေးလိုက်ကြီးอ่ะမန်မပါဘူးတိုင်းပေးလိုက်ကြောက်လုံး 6ချက်ရတယ် ကြောက်ကြတေးရတယ် ဟုတ်ပြီ အဲ့တော့ကျွန်တော်တို့ရဲ့ကစားနည်းများကိုအားလုံးကိုကစားလို့ပြီးပါပြီလည်းပြောခဲ့ရပါ ပါ တ လေ ယ် ဒီပြောတကယ်လည်း ဒီ ရ တော့ဝဲနေရ တကယ်လည်း ဟုတ် ရ ပါကျွန်တော်ဒီဟိုတယ်မှာဒီကျွန်တော်ဒီရေကစားစားတွေကိုကျွန်တော်ဘောင်းခတ်ပြီးတော့တိန်းလာလို့ရအောင်ဒါပေးခဲ့လိုက်ပဲ သူတို့ဝန်ထမ်းတွေလည်းပြန်ပြီးတော့ဒါအမှတ်တရ သူတို့တော့မှအဲ့လောက်ထိသိမှာမဟုတ်ဟိုသိမှာမဟုတ်ဘူး ဒါမှမြက်တောင်မွေးပနာဖက်မတဲ့ချောင်းစီ မသိတော့ဘူးဆိုအဲ့ဒါ ဒါရက်တော့မွေးတော့ပါ ကန်တာဦးဟိုတယ်မှာကျွန်တော်တို့ဂိမ်းတွေကို memory game တွေနော် ဒီ memory game မှာ memory game ရဲ့အရှိမှာလည်းပူဂိမ်းတွေလည်းပါပါသေးတယ်ဗျာပြောခဲ့ရပါတယ်ဟိုတယ်ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နေပွဲနေရာဒီသင်ပြအောင်လည်းအကုန်လုံး ဂိမ်းကစားတဲ့ကန်တာဦးဟိုတယ်ကဗမာတီစီတာဖန်မျိုး ဩကန်တာရရှိ ကန်တာယာကန်တာယာရှိတယ်မှာရှိတယ်ကန်တာဦးဟိုတယ်မှာကော်ဖီဆိုင်လေးလည်းရှိတယ် ကဲ ကဲနောက်ပြီးစုပ်တွေမှာလည်းဘယ်ဆိုင်ကြီးသွားပြီးတော့ဗာတွေဆော့ပြီးတော့ဗာတိတိခါအောင်မလဲဆိုတာ ဟိုမှာ coffee တောက်အောင်မယ်တဲ့ဒီ coffee ဆိုင်မှာ coffee တိုက်မယ်တဲ့ကျွန်တော် နိုင်ရပါဘူး